မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်မေးထားတယ်ပေါ့နော်စီးပွားရေးမေဂျာလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရှင်းပြပေးမယ်နောက်ပြီးတော့စီးပွားရေးမေဂျာကဘာဖြစ်လို့ကျွန်တော်တို့ college ထက်တက္ကသိုလ်ပို့ပြီးတော့သွားတင်လဲဆိုတဲ့ဟာကိုလည်းကျွန်တော်နည်းနည်းပြပြပေးမယ်ပေါ့နော်နောက်ဆုံးမှာတော့ကျွန်တော်တို့ဒီစီးပွားရေးမေဂျာယူပြီးသွားရင်ဘယ်လိုမျိုးအလုပ်တွေကိုအများစုဝင်ကြလဲဘယ်လိုခွင့်လန်းနေရှိလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြပြပေးပါမယ်အဲ့တော့ကြည့်လိုက်ပါပထမတစ်ခုအနေနဲ့ကျွန်တော်တို့စီးပွားရေးမေဂျာဘာဖြစ်လို့ college ထက်တက္ကသိုလ်ရွေးတင်တာလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းဥပမာလေးနဲ့ရှင်းပြမယ်ပေါ့နော် college ကကျွန်တော်တို့ဒါဘာကိုအဓိကထားပြီးသင်ကြားပေးလဲဆိုရင်ကျွန်တော် scale ကိုအဓိကထားပြီးသင်ကြားပေးတာပါကျွန်တော်တို့ဒီ IT ဘိုင်းနေနောက်ပြီးတော့ကားကြောင်းနေပေါ့နော်ဒါသွားကြတဲ့သူတွေရှိတယ်အဲ့တော့ scale ကိုအဓိကထားပြီးကျွန်တော်သင်ကြားပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်စီးပွားရေးကကျွန်တော်တို့နေရာရမ်းကျယ်ပြန့်တဲ့ဘာသာရပ်တစ်ခုဖြစ်တယ်အားကြောင့်မလို့ကျွန်တော်တို့စီးပွားရေးကိုလေ့လာခြင်းတဲ့အခါမှာ တက္ကသိုလ် college ထက်တက္ကသိုလ်ကိုပို့ပြီးတော့သွားတင်နေပေါ့နော်ဥပမာအဖြစ်ပေါ့ကျွန်တော်တို့စမ်းမမှာဆိုရင်ကျွန်တော်တို့စရင်းငိုင်ပိုင်းတွေရှိမယ်နောက်ပြီးတော့ဒီ management ပိုင်းတွေပေါ့ရှိပြီပေါ့နော်အဲ့လိုမျိုး scale တွေကိုပဲကျွန်တော်တို့ကိုသင်ကြားပြမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ကိုယ်တိုင်ကဥပမာလုပ်ငန်းတစ်ခုထားပါတော့ကိုယ်တိုင်ကဥပမာကျွန်တော်တို့ဒီဘဏ်မှာလုပ်ချင်တယ်ပေါ့နော်ဘဏ်ရဲ့ကျွန်တော်စရင်းငိုင်နေရာလုပ်ချင်တယ်အဲ့လိုနေရာကိုမှသွားချင်တဲ့နေရာကိုမှတိကျပြတ်သားတဲ့အရာတစ်ခုရှိတယ်ဆိုရင်တော့ကျွန်တော်ဒီ scale set ကိုဖြည့်ပြီးတော့သွားမယ်ဆိုရင်တော့ကျွန်တော်တို့ Simon ကကိုကလည်းပြဿနာတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုနေရာမှာအလုပ်ဝင်ရမလဲဆိုတော့အတိအကျမသိသေးဘူးဒါပေမဲ့စီးပွားရေးမေဂျာကိုလည်းလေ့လာခြင်းနဲ့အများကြီးလေးပို့ပြီးတော့သိလာခြင်းနဲ့ဘယ်လိုနေရာတွေရှိလဲဆိုတော့လေခွင့်လန်းတွေရှိတယ်ဆိုတော့ပို့ပြီးတော့ကြက်ပြန့်ပြန့်နည်းနည်းဆိုင်သိခြင်းနဲ့ဆိုတဲ့သူတွေကကျွန်တော်တို့တက္ကသိုလ်ကိုသွားတင်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ကြက်ပြန့်တဲ့မေဂျာဖြစ်တဲ့အတွက်စီးပွားရေးမေဂျာကိုယူတဲ့အခါမှာကျွန်တော်တို့တက္ကသိုလ်ပို့ပြီးတော့သွားတင်တယ်လို့ဆရာဆရာမတွေလည်းပြောကြတယ်ကျွန်တော်လည်းအဲ့လိုပဲထင်တယ်ပေါ့နော်အဲ့တော့တက္ကသိုလ်မှာကျတော့ကျွန်တော်စီးပွားရေးနဲ့ပတ်သက်ပြီးဘယ်လိုဟာမျိုးတွေသင်ကြားရမလဲဆိုရင်ဒီ scale တခုလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဖြစ်ခဲ့တဲ့ပြဿနာတွေပေါ့ဥပမာစီးပွားရေးပြက်ကတ်ဆက်ခဲ့တဲ့ဟာမျိုးတွေအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကဘာကြောင့်ဖြစ်ခဲ့တာလဲဆိုတဲ့ဟာတွေနောက်မဖြစ်အောင်ဘယ်လိုလုပ်အောင်မလဲဆိုတဲ့ဟာတွေပေါ့နော်ကိုယ်တိုင်ဒီဟာတွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့မှ theory နဲ့ပတ်သက်ပြီးတော့ဟာတွေစဉ်းစားတွေးခေါ်ရတဲ့အပိုင်းတွေအများကြီးပါတယ်ပေါ့ဇင်မီတွေရှိမယ်နောက်ပြီးတော့ social ရောလုံးပေါင်းဆိုတဲ့ဟာတွေရှိမယ်ဒီလိုချက်တွေကနေပြီးတော့ဆင့်ပေါ့နော်ကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာမှုတွေအများကြီးလုပ်ရမယ်နောက်ပြီးတော့ဒီလုပ်ငန်းတွေရဲ့ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ငန်းတွေမှာရှိနေတဲ့ပြဿနာတွေဒီဥစ္စာတွေကိုကျွန်တော်တို့ကိုယ်တိုင်ကိုယ့်ရဲ့တွေးခေါ်တွေနဲ့ဒီဟာတွေကိုဖြည့်ရှင်းနိုင်လာဖို့အတွက်ကိုဒီကလေ့ကျင့် train ပေးတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တက္ကသိုလ်ကိုပို့ပြီးတော့သွားတင်တယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးတွေပြောကြဖြစ်ပါတယ်ကျွန်တော်စီးပွားရေးမေဂျာပြီးတဲ့ခါကျရင်ဘယ်လိုနေရာတွေကိုအဓိကသွားကြလဲပေါ့နော်ဘဏ်ပိုင်းတွေပေါ့နော်ဘဏ်လုပ်ငန်းပိုင်းတွေရှိမယ်နောက်ပြီးတော့ဒီကျွန်တော်တို့ဟိုခန်းခိုက်ရှာတွေပေါ့နော်ကျွန်တော်တို့အကုန်လုံးသိပြီးသားဖြစ်မှာပါဒီလိုဟိုခန်းနဲ့ပတ်သက်တဲ့ဒီအာမခံကုမ္ပဏီတွေအများကြီးရှိတယ်အဲ့လိုကုမ္ပဏီလိုနေရာမျိုးတွေမှာအဓိကအလုပ်ဝင်ကြတာများတယ်ပေါ့နော်နောက်ပြီးတော့ဒီဘဏ်လုပ်ငန်းပိုင်းမှာလည်းကျွန်တော်တို့ဒါလစာအရင်ကောင်းတယ်ဆိုတာလည်းအားလုံးနဲ့သိပြီးသားဖြစ်မှာပါနောက်ပြီးတော့ကျွန်တော်အပြိုင်ဆိုင်လည်းရမ်းများတယ်နည်းနည်းခက်ခဲတွေလည်းရှိတယ်ပေါ့နော်ကိုယ်တိုင်လည်းကျွန်တော်တို့ဒီစီးပွားရေးမေဂျာတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့သင်္ချာပိုင်းတွေဒီလိုမျိုး data တွေကိုခွဲခြားစိတ်ဖြာတဲ့အပိုင်းတွေကိုလည်းတော်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကုန်သွယ်ရေးလုပ်ငန်းတွေပေါ့နော်ကုန်သွယ်ရေးလုပ်ငန်းတွေကွန်ပစ္စည်းလုပ်ငန်းတွေမှာအဓိကဝင်ကြတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ IT သတင်းအချက်လက်ဆက်သွယ်ရေးကုမ္ပဏီတွေမှာလုပ်ဝင်ကြပါတယ်အဲ့လိုပြောလိုက်လို့ကျွန်တော်ထူးဆန်းအောင်ပါပေါ့နော်ဟာဘာဖြစ်လို့လဲစီးပွားရေးမေဂျာလေးဘာဖြစ်လို့ IT မှာဝင်တာလဲဆိုတော့ကျွန်တော်တစ်ခုပြပြမယ်ဆိုရင်တော့ဒီ data ကျွန်တော်စီးပွားရေးမေဂျာမှာအဓိကသင်ရတဲ့ဟာတွေမှာပါတဲ့အရာတစ်ခုဖြစ်တယ်ကျွန်တော် data science ပါ data science မှာကျွန်တော်တို့ IT ဘိုင်းတွေလည်းကျွန်တော်တို့ထည့်သွင်းပြီးတော့ဒီလိုမျိုးကျွန်တော်ဒီအရင်ကျွန်တော် professional အဆင့်မဟုတ်ဘူးဆိုရင်အဓိကလိုအပ်တဲ့အရေးကြီးတဲ့အချက်လက်အခြေခံတွေကိုကျွန်တော်တို့သင်ကြားပေးတယ်နောက်တစ်ခုကကျွန်တော်ဒီ data ရဲ့ခွင့်ချက်စိတ်ဖြာမှုပေါ့နော်တချို့ကျောင်းတွေမှာဆိုရင်တော့ကျွန်တော် data science ဆိုင်မှာထည့်သွင်းတယ်လို့ကျွန်တော်တို့ကျောင်းမှာဆိုရင်ကျွန်တော်တိုးခဲကခုဆိုပြီးတော့ဒီသင်္ချာပိုင်းတွေပေါ့နော်ကျွန်တော် data တွေကိုဘယ်လိုမျိုးခွဲချက်စိတ်ဖြာတယ်ဘယ်လိုမျိုးဒီကျွန်တော်တို့ဟိုဟာတွေပေါ့ဒီစက်တန်းတွေဘယ်လိုမျိုးကောက်လဲဆိုရင်အဲ့လိုအရာတွေကိုကျွန်တော်တို့အဓိကထားပြီးတော့ဒီလောက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးသတင်းချက်လက်ဆက်သွယ်ရေးတွေ data တွေခွဲချက်စိတ်ဖြာတဲ့လုပ်ငန်းတွေမှာလည်းဝင်ပြီးတော့လုပ်လေးရှိကြပါတယ်နောက်တစ်ခုကကြောင့်နောက်ဆုံးတစ်ခုကကြောင့်ကျွန်တော်တို့ဒါဂျပန်လူမျိုးတွေအရန်ကြိုက်တယ်ကျွန်တော်တို့တွေခိုးမှုရင်ပါခိုးမှုရင်ဆိုတာတော့ကျွန်တော်တို့အစိုးရဝန်ထမ်းပေါ့နော်ဘယ်လိုနေရာတွေမှာလဲဆိုရင်ကျွန်တော်တို့အစိုးရလုပ်ငန်းတွေနောက်ပြီးတော့ဒီမျိုးတွေအနေတွေမှာရှိတဲ့ခန်းချောလို့ခေါ်တာပေါ့နော်ဒီအစိုးရလုပ်ငန်းဆောင်တာတွေစီပင်သားရရေးတွေပေါ့နော်ဒီလိုနေရာတွေမှာကျွန်တော်တို့တွေအဓိကထားပြီးတော့လုပ်ကြပါတယ်အဓိကသူတို့ကောင်းတဲ့ချက်ကပါလဲဆိုတော့အန်တိဖြစ်တာပေါ့နော်အဲ့တော့တည်ငြိမ်မှုရှိတယ်လုပ်ငန်းကပျက်စီးသွားတာမျိုးသိမရှိဘူးအတက်ကြနဲတယ်ပေါ့ဂျပန်ရဲ့တရားမျိုးတွေကိုအရင်ကျက်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဒီဥစ္စာတွေကိုသူတို့အဓိကထားပြီးတော့ရွေးကြပါတယ်ကျွန်တော်အနေနဲ့ဒါအချင်းပြပြတာပေါ့နော်ဒီလိုမျိုးဟာလေးတွေကျွန်တော်နည်းနည်းပါသိပါပြီကျွန်တော်ထင်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ် bye bye